ကျွန်တော်တို့က trading ကနေပတ်စံရှာကျင်တာလားဒါမှမဟုတ် trading လောက်ရတာကိုပျော်နေရလားဆိုတော့ကိုယ်ကိုယ်ပြပြတီးဖို့လိုအပ်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်တော်တော်များများကျွန်တော် trader တွေကဒီ profitable ဖြစ်ကြတဲ့ trader တွေကိုကြည့်မယ်ဆိုရင်သက်ဆိုင်ရာပယ်ရှိမနေဘူး။ကိုကျွမ်းကျင်တဲ့ကို professional ဖြစ်တဲ့ဒီပယ်မရှိနေပဲနဲ့တွေ့ကြရပါလေ။ trade တယ်ဥပမာ JP1 ဆိုထွက်လိုက်တယ် euro ဆိုထွက်လိုက်တယ်ရွှေဆိုလည်းထွက်တယ်အဲ့လိုမျိုးတွေ့ကြရည်ထွေးနေတာကကျွန်တော်တကယ်ပါရေးရှိမှဆိုရင်ကို profitable မဖြစ်ဖို့ profitable ဖြစ်ဖို့အချိန်ကြီးအများကြီးနှောင့်နေစီရပေါ့လေ။ဘာကြောင့်ဒီလိုပြောလဲဆိုကျွန်တော်တို့နိုင်ငံတကာ interview တွေကိုလည်းကြည့်ကြည့်လိုက်နိုင်ငံတကာ interview ဆိုတာကျွန်တော်ပြောတာမဟုတ်တော့တကယ်ကို international မှာတကယ် trader တွေ profitable ဖြစ်တဲ့ trader တွေ interview တွေကိုသွားကြည့်လိုက်ကျွန်တော်တို့ pair တစ်ခုတည်းကကျွန်တော်တို့ profitable ဖြစ်စီတာဆိုရင်ဖြစ်စီတယ်အထူးသဖြင့်ကျွန်တော်တို့ရွှေကို trade တယ်ဆိုရင်ကိုကရွှေကိုကျွမ်းကျင်ရင် trade တက်ဖို့လိုအပ်တယ်ဒီတစ်ခုတွေကနေကိုက profitable ဖြစ်နိုင်တယ်သို့တော့တော်တော်များများကဒီဟာကိုအာရုံမစိုက်ဖဲနဲ့ကိုယ့်ရဲ့ pair တစ်ခုကိုအာရုံမစိုက်ဖဲနဲ့ကို trade လို့ရတဲ့ opportunity ကိုတင်ခဲ့တဲ့စာတွေကိုပေါ်ခံမှန်းပေါ့လေဈေးတက်ကြအောင်ခံမှန်းတဲ့နီးတွေကိုတုံးပြီးတွေ့ကြရဒီ pair တွေ currency တွေcrypto ဆိုလဲဝင်နေ trade တာပဲအဲ့လိုမျိုး trade တာကရေးရှိမှတော်တော်လေးကိုstable ဖြစ်ဖို့ခက်ခဲစီတယ်။ဘာကြောင့်လဲဒီလိုပြောရလဲဆိုကျွန်တော်တို့ရဲ့ market ပေါ်မှာသက်ဆိုင်ရာပေါ့လေpair တွေရဲ့ဒီ volume တွေကမတူကြဘူးနားလည်အောင်ပြောရရင်ဗျာကျွန်တော်တို့ရွှေမှာ trade လို့ရှိရင်ရွှေရဲ့ momentum နဲ့ currency ရဲ့ momentum နဲ့မတူပြန်ဘူးအဲ့လိုပဲကိုယ့်ရဲ့ currency ကို trade မယ်ဆိုရင်ကိုယ့်ရဲ့ currency ကဘယ်ပေးလဲ euro နဲ့ JPY okay euro နဲ့ JPY ဆို euro ကဘယ်ချိန်မှာအလုတ်ခက်ကောင်းပြီ JPY ဘယ်ချိန်မှာအလုတ်ခက်ကောင်းတာလဲဆိုရအစားဒီဟာတွေကကိုကဒီ market ရဲ့ momentum တွေကိုကိုကအသားကျနေဖို့လိုရတယ်အဲ့လိုမျိုးအသားကျနေမှုမရှိဘဲနဲ့တွေ့ကြရ currency ကိုတွေ့ကြရကိုတင်ခဲ့သမျှtechnical နဲ့ပဲဝင်ထွေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရေးရှိမှာအဆင်ပြေဖို့လုံးဝကိုကြာစီမှာဖြစ်ပါတယ်ကျွန်တော်ကမရဘူးလို့ပြောတာမဟုတ်တော့ကြာစီမှာဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ currency ကိုရဲ့ဒီ trade မယ်ဆိုရင်တကယ်ကိုကရေးရှိပဲသွားခြင်းလဲဆိုရင်ကိုကတကယ်ကို trade ရတာကိုပျော်နေရလားဒါမှမဟုတ်ကိုက trading ကနေအမြတ်တစ်ခုကို stable ဖြစ်ချင်တာလားဆိုတော့ကိုယ်ပြပါတီးဖို့လိုရတယ်ဒီဟာဝမူတည်ပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်တဲ့ဘဲတစ်ခုကိုပဲ trade ဖို့ကျွန်တော်ကအကြံပြကြပါတယ်ဆိုတော့ဒီလိုမျိုးဟာမျိုးတွေကိုလည်းကျွန်တော်ဒီနိုင်ငံတကာ interview တွေမှာကျွန်တော်ပြောသလိုပဲလိုက်ပြီးတော့ရှာကြည့်လို့ရှိရင်တွေ့လိမ့်မယ်ဆိုတော့ကျေးဇူးတင်ပါတယ်